ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေဘာကြောင့်ကျွန်တော်တို့ရဲ့အမျိုးသားနဲ့ကိုချင်ပါခွင့်မရှိတာလဲပေါ့နော်Assalamu alaikum အားလုံးပဲမင်္ဂလာပါ Arkan Daily News မြန်မာပိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Arkan Daily News ရဲ့ editor ကိုမေယိုကိုအဗ္ဒူလာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးရဲ့အမျိုးသားနဲ့ပတ်သက်ပြီးအနည်းငယ်ဆွေးနွေးရှင်ပါတယ်အထူးသဖြင့်ကျွန်တော်မိကွန်းထောက်ရှင်တာကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေဘာကြောင့်ကျွန်တော်တို့ရဲ့အမျိုးသားနဲ့ကိုချင်ပါခွင့်မရှိတာလဲပေါ့နော်အခုတနာကကျွန်တော် Arkan Bay News သတင်းဌာနရဲ့ Facebook စာမျက်နှာပေါ်မှာသတင်းထပ်ပေါ်ကိုဖက်လိုက်ရပါတယ်အဲ့ဒီသတင်းထပ်ပေါ်ကဘာလဲဆိုလို့ရှိရင်မောင်တော်မျိုးနယ်တွင်15ကြိမ်မြောက်တက္ကမအမျိုးသားနဲ့ကိုစေကထိုင်မိုက်စွာချင်ပါဆိုတဲ့ခေါင်းစဉ်ထည့်ထားပြီးတော့သတင်းကိုရေးတာကိုတွေ့ရပါတယ်ဆိုတော့အောက်မှာဘလို့ရေးထားလဲစဖက်မယ်ရခိုင်ပြည်နယ်မောင်တော်မြို့နယ်တွင်ယနေ့ဇန်နဝါရီလ9ရက်နေ့၌ကြာရောက်သော15ကြိမ်မြောက်ဒိုင်နာခေါ်တက္ကမအမျိုးသားနှင့်အခမ်းအနားကိုစေကထိုင်မိုက်စွာချင်ပါပြုလုပ်ခဲ့ကြောင်း AB News ကဂွင်းစင်တွေ့ရှိရသည်ဆိုပြီးတော့ရေးပါတယ်ဆိုလိုတာကဒီဒိုင်နာလူမျိုးခေါ်တက္ကမလူမျိုးရဲ့အမျိုးသားနဲ့ကိုဒီကနေ့9ရက်ဇန်နဝါရီလ2026ခုနှစ်မှာမောင်တော်မြို့နယ်မှာအခုဒီနေ့ကျင်းပနေတာပေါ့နော်အဲ့ဒီတည်င်းကိုဖတ်ရပါတယ်ဖတ်ပြီးတော့စဉ်းစားတာပေါ့အာရကန်ပြည်နယ်ထဲမှာကျွန်တော်တို့မြန်မာနိုင်ငံထဲမှာမေဒီနဲ့ထိုင်နေကြတဲ့တိုင်းရင်းသားလူမျိုးတွေသူတို့ရဲ့အမျိုးသားနဲ့ကိုချင်ပါခွင့်ရှိပါတယ်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကြတော့ကျွန်တော်တို့ရဲ့အမျိုးသားနဲ့ကိုချင်ပါခွင့်ဘာကြောင့်မရတာလဲမရဘူးလေတခါမှမရဘူးကျွန်တော်တို့ရိုဟင်ဂျာလူမျိုးမှာလည်းအမျိုးသားနဲ့ရှိပါတယ်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးရဲ့အမျိုးသားနဲ့ကဇန်နဝါရီလ3ရက်နေ့တိုင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးတမဒါဆောက်ရွှေတိုက်ကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကိုဒါနဲ့ထိုင်းသားဖြစ်သတ်မှတ်ပေးခဲ့တာသမိုင်းထဲမှာရှိတယ်လေမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကျင်းညာစာတမ်းဖတ်တဲ့နေရာမှာအဲ့ဒီအခမ်းအနားမှာပေါ့နော်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးလေးမြန်မာနိုင်ငံရဲ့ဒါနဲ့ထိုင်းသားလူမျိုးတစ်မျိုးဖြစ်ကြောင်းသူကပြောခဲ့တယ်လေသူကပြည်တော်စုမြန်မာနိုင်ငံတွင်ကချင်ကရင်ကယားချင်းမွန်ရခိုင်ရှမ်းဗမာအစရှိသည့်ဒါနဲ့ထိုင်းသားများအားလုံးအပြင်ရိုဟင်ဂျာများလည်းပါဝင်သည်ဟူ၍ရိုဟင်ဂျာလူမျိုးများကိုတရားဝင်ဒါနဲ့ထိုင်းသားအဖြစ်ပေါ်ပြခဲ့သည်မှားတာလားအဲ့ဒါအဲ့ဒါလို့ရှိတယ်လေမြန်မာနိုင်ငံရဲ့ပထမဆုံးတမဒါဆောက်ရွှေတိုက်ကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကိုဒါနဲ့ထိုင်းသားအဖြစ်သတ်မှတ်ပေးခဲ့တယ်ကျွန်တော်တို့လည်းကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ချင်းလူမျိုးဒါနဲ့ထိုင်းသားတစ်မျိုးဖြစ်ကြောင်းသူကသတ်မှတ်ပေးခဲ့တယ်လေကျင်ညာပေးခဲ့တယ်လေအဲ့ဒီတော့အဲ့ဒီ1948ဇန်နဝါရီလ3ရက်နေ့ကိုကျွန်တော်တို့ရဲ့အမျိုးသားနဲ့အဖြစ်သတ်မှတ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကတရားဝင်ချင်ပါခွင့်မရခဲ့ပါဘူးကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုဘေးပေတာချင်းခံရတယ်မျက်ခွေပြူချင်းခံရတယ်တူပဲလေအခုထက်လာတဲ့ရခိုင်လက်နက်ခိုင်တပုံAAကရခိုင်ပြည်နယ်ထဲမှာမိထင်းနေထိုင်နေကြတဲ့လူတွေကိုတိုင်းရင်းသားဘောင်းစုံတွေကိုအခွင့်အရေးတွေပေးတယ်အကာအကွယ်တွေပေးတယ်ဆိုပြီးတော့နိုင်ငံတကာကိုလေပြောဆိုတာတွေရှိတယ်တကယ့်မြေပြင်မှာကျင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာတွေရဲ့အခွင့်အရေးတွေကိုဘေးပေထားတယ်မျက်ခွေပြူချင်းခံရတယ်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေကျွန်တော်တို့လူမျိုးရဲ့နာမည်ကိုတောင်ခေါ်ပိုင်ခွင့်မရှိဘူးကျွန်တော်ကရိုဟင်ဂျာလူမျိုးလို့ပြောလာတယ်ဆိုလို့ရှိရင်အဲ့လိုကိုတပ်ပလိုက်မယ်ဒါတကယ်ပဲကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေအာရကန်ပြည်နယ်ထဲမှာရိုဟင်ဂျာဆိုပြီးတော့ခေါ်ပိုင်ခွင့်မရှိဘူးဒါအမှန်တရားပဲရခိုင်တပုံ AA ကနိုင်ငံတကာကို
လိန်လေပြီးတော့ပြောကြတယ်အာရကန်ပြည်နယ်ထဲမှာမိထင်းနေတဲ့နေကြတဲ့တိုင်းရင်းသားဘောင်းစုံတွေကိုငါတို့ကအခွင့်အရေးတွေပေးကြတယ်ကွဲခြားဆဆင်မှုတွေမလုပ်ဘူးအကိုလုံးကိုကျွန်တော်တို့ကမကွဲခြားဘဲနဲ့အကာအကွယ်တွေပေးထားတယ်ဆိုပြီးတော့ပြောတယ်အဲ့ဒါလို့ရိုဟင်ဂျာလူမျိုးကိုအကွင့်ရပေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေဘာကြောင့်ကျွန်တော်တို့ရဲ့အမျိုးသားနေကိုကျင်းပခွင့်မရှိတာလဲပေါ့နော်ဒါမေးခွန်းတောက်ရှင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးကိုဘေးပေထားမယ်ဆိုလို့ရှိရင်အာရကန်ပြည်ကြီးကဘယ်တော့မှအေးချမ်းလာမှာမဟုတ်ဘူးအာရကန်ပြည်နယ်ရဲ့တကယ်စစ်မှန်သောအေးချမ်းမှုကိုငြိမ်းချမ်းရေးကိုရမှာမဟုတ်ဘူးဟုတ်တယ်လေကျွန်တော်တို့ရဲ့အခွင့်အရေးကိုမရမချင်းကျွန်တော်တို့လူမျိုးတွေကလက်လျှော့မှာမဟုတ်ဘူးလေကျွန်တော်တို့လူမျိုးတွေကလေစူးစမ်းမှာပေါ့ကိုယ့်ရဲ့အခွင့်အရေးတွေကိုရဖို့အတွက်အမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးလေးအာရကန်ပြည်နယ်ထဲမှာရှိနေကြတဲ့မြင့်တင်နေထိုင်နေကြတဲ့တခြားတိုင်းရင်းသားလူမျိုးအခွင့်အရေးတွေရသင့်တာပေါ့ကျွန်တော်တို့လည်းလူလေကျွန်တော်တို့လည်းရသင့်တာပေါ့အခွင့်အရေးတွေဆိုတော့ကျွန်တော်တို့ရဲ့နာမည်ကိုရိုဟင်ဂျာလူမျိုးဆိုတဲ့နာမည်တစ်လုံးကိုတော့ခေါ်ပိုင်ခွင့်မရှိတဲ့အချိန်မှာကျွန်တော်တို့အခွင့်အရေးရတယ်ဆိုလို့ရှိရင်ယုံလို့ရပါမလားဘောနော်ဒီအာရကန်ဘေ news ကဒီတဒင်းကိုမျှဝေတာဘောနော်ဒီတဒင်းကို Facebook စာမျက်နှာပေါ်မှာထင်တာဘောနော်ကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေကြတော့အခွင့်အရေးတွေမရကြပါဘူးကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေအမျိုးသားနေကိုချင်ပခွင့်ရှိသလားမရှိဘူးလေဆိုတော့အဲ့ဒါကိုကျွန်တော်ကမေးခွန်းတောက်ရှင်တာဘောနော်